ပါတယ်ဒီလိုပြောင်းလဲသွားတာကြောင့်မိဘနှစ်ယောက်အံ့အားသင့်သွားကြပါတယ်ထိုင်းကသူမရဲ့လက်ကွက်တစ်ခုလို့တောင်ထင်မိကြပါတယ်ထို့သို့စိတ်ပူလွန်းလို့ဘန်ကက်များစွာထုတ်ပေးပြီးနောက်မှစိတ်တိုင်းကျသုံးနိုင်ကြောင်းပြောကြပါတယ်ဘန်ကက်အစုကြီးကိုမြင်လိုက်တဲ့အခါသူမစိတ်လှုပ်ရှားလွန်ပြီးစကားမထွက်နိုင်ပါဘူးနောက်ပိုင်းတူလောင်ခန်းထဲဝင်ကြည့်ရာသူမရဲ့လက်ဝတ်ရတနာတွေမတွေ့တော့တာသတိထားမိပါတယ်အလုသမားမတယောက်ဝင်လာပြီးအဲ့ဒီလက်ဝတ်ရတနာတွေကိုသူမရဲ့ပထမဆုံးချစ်သူကိုပေးခဲ့တယ်လို့ပြောပြပါတယ်ထို့အပြင်ဘက်မှာသူ့အတွက်အိမ်သေးသေးတစ်လုံးပါလှုပ်ဝက်စွာစီစဉ်ပေးထားခဲ့ပြီးမိသားစုကိုဖုံးကွယ်ထားခဲ့တာပါဒါကိုကြားလိုက်ရတဲ့အခါသူမရဲ့နှလုံးသားကျဆင်းသွားခဲ့ပါတယ်မှတ်ဉာဏ်တိုင်းအိမ်သေးလေးကိုရှာတွေ့ခဲ့ပေမဲ့လက်ဝတ်ရတနာတွေကိုမတွေ့ရပါဘူးဆိုဖာပေါ်ထိုင်ပြီးဘာလုပ်ရမလဲစဉ်းစားနေချိန်မှာပထမဆုံးချစ်သူပြန်ရောက်လာပါတယ်အဲ့ဒီအချိန်မှာသူမအကြံတစ်ခုထွက်လာပါတယ်သူ့ကိုယခုတိုင်ချစ်နေတယ်လို့လိမ္မာစွာပြုမှုပြီးခင်မွန်းသည်သူမအပေါ်ခက်ခဲကြောင်းတိုင်ကြပါတယ်ချစ်ချင်းကြောင့်မျက်စိကွယ်နေတဲ့အမျိုးသားကိုအတုံးချပြီးသူ့ငွေအားလုံးကိုတိတ်တိတ်လေးတောင်းလိုက်ပါတယ်မထင်မှတ်ပဲအမျိုးသားကချက်ချင်းသဘောတူလိုက်ပါတယ်ဘန်ကက်ကိုလက်ထဲယူလိုက်တဲ့အခါသူမအတွင်းမှာအလွန်ပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့သူမမသိတာကခင်မွန်းသည်တကားဝမှစ၍အရာအလုံးကိုမြင်တွေ့နေခဲ့တာပါသူမထင်တာကခင်မွန်းသည်ပြန်လဲတွေ့ဆုံနေတယ်လို့ထင်မယ်လို့ပါသို့တော့နောက်စက္ကန့်မှာပဲခင်မွန်းသည်သူမကိုဆွဲခေါ်ပြီးအမျိုးသားကိုအပြင်းထန်တတိပေးကနောက်တစ်ခါသူမနားမလာရန်တင်းကျပ်စွာပြောကြားလိုက်ပါတယ်ခင်မွန်း၏အာမှန်ပြေဝသောအပြုမူကိုမြင်လိုက်ရပြီးယခင်ချစ်သူ၏အားနည်းသောပုံစံနှင့်နှိုင်းယှဉ်မိရာသူမဟာဘာကြောင့်ယခင်ကဒီလူကိုချစ်ခဲ့တာလဲဆိုတာမယုံနိုင်လောက်အောင်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှစပြီးသူမဟာမိသားစုကိုတန်ဖိုးထားကဘဝအသစ်ကိုမှန်မှန်ကန်ကန်အသက်ရှင်ဖို့ဆုံးဖြတ်လိုက်ပါတယ်